စနေပညာဘာသာရဲ့ဝါသနာပါသူညီကိုမောင်နှမပေါင်းမင်္ဂလာပါကျွန်တော်ခုတင်ပြပေးမယ့်သင်ခန်းစာကတာယာကျိုးသချင်းပါပဲအဲ့ဒီကျိုးသချင်းရဲ့သင်ခန်းစာနံပါတ်1ပေါ့ကျိုးသချင်းတွေအားလုံးမှာရှေ့ဆုံးမှာလဲထန်တရားဆိုတာလေးကိုစတီးခဲ့ပြီးပြီနောက်ဒုတိယပုတ်ဖြစ်တဲ့တီတာဆိုတာလေးကိုလည်းကျွန်တော်တီးခဲ့ပြီးဖြစ်တယ်တီတာမှာလဲစီးနေဝါကပဲစတယ်လို့အခုတာယာမှာလဲစီးနေဝါကပဲစမှာဖြစ်ပါတယ်ဒါကြောင့်အကြမ်းမြင့်သိရမှာကဒီ၃ပုတ်လုံးကတော့စီးနေဝါကနေပဲအခြေခံပါတယ်စီးနေဝါကနေပဲစအောင်မှာဖြစ်ပါတယ်အဲတော့စီးနေဝါလေးတီးကြည့်အောင်ပါဒီအထိပဲဖြစ်ပါတယ်ရှေ့ဆက်ကြမယ်စီးနေဝါလေးပြီးတာနဲ့ဒီအနေထားကိုရောက်ပြီဆိုတာနဲ့ရှေ့ဆက်ကြမယ်ဆိုတော့တာယာဆိုတာလေးကိုတီးမှဖြစ်တယ်တာယာဘယ်လိုတီးကြမလဲဒီလိုတီးမှဖြစ်ပါတယ်အဲ့တော့စီးနေဝါအခြေခံကနေပြီးတော့ဒီလိုလေးဆုံးလိုက်တာဖြစ်တယ်စီးနေဝါလေးစီးနေဒီလိုဆုံးသွားပြီးတဲ့နောက်မှာကျွန်တော် left position နဲ့ဒီဘက်ကိုချိန်လိုက်တယ်လက်ညှိုးက9တန်ရောက်လာတယ်နောက်ဘဲဘက်လက်ညှိုးက9ပေါက်ပါဒီအနေထားဖြစ်ပါတယ်အဲ့အနေထားတိုင်းမှာဒီလိုလေးဖြစ်ပါတယ်စာသားအနေနဲ့ကတော့တာယာဒီလိုဖြစ်ပါတယ်ပြန်ကြည့်ပါအောင်ဘာကြည့်ရလဲဆိုတော့တာယာညာပဲဘာတွေကိုညာပဲလိုက်တာလဲ9တန်လက်ညှိုး9ပေါက်ဘဲဘဲလက်ညှိုးနောက်လက်တကြွယ်ညာဘဲလက်တကြွယ်9ပေါက်ပြီးရင်ဘဲဘဲလက်ညှိုး9ပေါက်ပြန်တီးပါတယ်ပြန်တီးအောင်ဒီလိုဖြစ်ပါတယ်ဒါကိုနှစ်ခေါက်တီးခြင်းဖြစ်ပါတယ်ဒါပါပဲတာယာဒီလိုဖြစ်ပါတယ်ဒါလေးတက်မှာဖြစ်တယ်ဒါကဘာလဲဆိုတော့တီတာမှာတော့တီးခဲ့ဘူးတယ်ဇုံဆိုပြီးတော့ကျွန်တော်ပြခဲ့ဘူးတယ်အဲ့တော့ဒီမှာလေအဲ့ဒီဟာလေးကိုယူသုံးမှာဖြစ်ပါတယ်တာယာဟောဒါလေးကတီတာမှာတော့လည်းဒီတိုင်းမှာပဲတီတာမြာတာဆိုပြီးလာတာဖြစ်တယ်အခုမှကျတော့ပြောင်းလိုက်တယ်တာယာညီလေးကျေးဆိုပြီးတော့ဒါလေးဒီမှာဖြစ်တယ်ညီလေးကျေးဒါလေးဖြစ်ပါတယ်တာယာညီလေးကျေးအဲ့တော့တီတာကအဟောင်းလေးပဲဖြစ်တဲ့အတွက်ဒါထွေထူးတော့ပြဖို့မလိုပါဘူးเนาะဇုံကျေးဒါလေးပါပဲเนาะအဲ့တော့တာယာနဲ့တီတာအတူတူပါပဲအဲ့တော့အတူတူဖြစ်တယ်လို့နောက်ကဟာလည်းတီတာထဲမှာသင်ပြီးသားဖြစ်တယ်မှတ်မိမယ်ထင်ပါတယ်เนาะဒါလေးအဲ့တော့ဒါလေးနဲ့ပေါင်းမယ်တာယာညီလေးကြီးတာလေးဒါလေးပါတာလေးရပါဒီလိုက်တာလေတာ9ပေါက်စုံလက်ညှိုးလက်တကြွယ်ပါတာလေးရပါလို့တာလဲဆိုတော့တယံဒီလိုပါပဲเนาะတာလေးဒီလိုလေးတိလိုက်တာဖြစ်တယ်တာလေးတယံအဲ့တော့ပြန်ကြည့်အောင်တာယာညီလေးကြီးတာလေးပြန်လာပါတယ်ဇုံပေါ့ဇုံဘာလဲဇုံပြန်ကြည့်အောင်ဇုံ
5ပေါက်စုံ4ပေါက်စုံ5ပေါက်စုံနောက်6ပေါက်စုံပေါ့အဲ့တော့ဇုံဒီကြေးကြတော့ဒီလိုကြေးကြတော့လက်ညှိုးနဲ့မချတော့ပါဘူးကြေးမှာကြတော့လက်မနေရာယူလိုက်ပါတယ်လက်ညှိုးနေရာကိုလက်မယူလိုက်တယ်ဒီလိုတံမိတ်ထူမှာဖြစ်ပါတယ်ဒီလိုဖြစ်ပါတယ်ပြန်ကြည့်ပါဦးတာယာညီလေးချေတာလီကာငယ်လေးချေဒီလိုဖြစ်ပါတယ်ပြန်ကြည့်ပါဦးတာယာဒါလေးတစ်စင်မှတ်ပါညီလေးချေပြန်ကြည့်ပါဦးရပြီတာလီပြန်ကြည့်ပါဦးတာလီကာငယ်လေးချေအဲ့တော့တစ်ဆက်တည်းတီးကြမယ်တာယာညီလေးချေတာလီကာငယ်လေးချေနှစ်ခေါက်ပါတာယာညီလေးချေတာလီကာငယ်လေးချေဒါပါပဲအဲ့တော့သင်ခန်းစာအနေနဲ့ကတော့ဒီနေ့ဖို့ရဒီလောက်ပဲဖြစ်ပါတယ်အဲ့တော့ရှေ့ကစီးနဲ့ဝါလေးကနေပြန်တီးပါမယ်စီးနဲ့ဝါကနေစပြီးတော့တီးပါစီးနဲ့ဝါပြီးမှတာယာကိုတီးပါဒီထီအောင်တီးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြန်တီးပြပါမယ်ဒီထိပဲဖြစ်ပါတယ်စူးစမ်းပြီးတော့တိခတ်ကြည့်ပါဦး